တကောင်ရဲ့အချိန်ခြေတန်းရှိရှိနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်အသားကင်ဆိုင်လေးစီရောက်လာပါတယ်သူမကအသားကင်နေတဲ့အမျိုးသားကိုလာရှာတာပါအမျိုးသားကသူမကိုမြင်တော့သူ့စီလာတာမှန်းသိလိုက်ပြီးချက်ချင်းပဲဇဝေးဇဝါဖြစ်သွားပါတယ်အမျိုးသမီးကဘာမှပတ်သက်မနေပဲသူ့ကိုအမှုဆောင်ဥက္ကဋ္ဌကြီးလို့ဓာတ်ရိုက်ခေါ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့အမွေတွေကိုတွားရောက်ရယူဖို့လာခေါ်တာပါလို့ပြောလိုက်ပါတယ်အမျိုးသားကဒါကိုကြားတော့နောက်ပြောင်နေတာပဲလို့ထင်လိုက်မိပါတယ်သူကတာမန်အသားကင်ဒီတစ်ယောက်ပါသူမပြောတယ်လို့ဥက္ကဋ္ဌမဟုတ်ပါဘူးလို့ညင်းဆိုပါတယ်ဒါပေမဲ့အမျိုးသမီးကစတင်ရှင်းပြပါတော့တယ်တကယ်တော့အမျိုးသားမှာသူတခါမှမစုံဘူးတဲ့ဦးလေးတစ်ယောက်ရှိနေတာပါကမ္ဘာအဆင့်ဘီလီယံနာတထေးကြီးဖြစ်ပြီးမကြသေးခင်ကမှယောဂနဲ့ကွယ်လွန်သွားခဲ့ကမသေးဆုံးခင်မှာသူ့ရဲ့တနောက်စာအားလုံးကိုဒီတူဖြစ်သူစီလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်ဒါတောင်မှအမျိုးသားကဒါတွေအားလုံးဟာယူတုဆရာတွေပဲလို့တွေးနေတော့မှအမျိုးသမီးကသူမယုံကြည်မှန်းသိတော့ဘီလီယံကြီးတန်ကြီးရှိတဲ့တီးတက်အနက်ရောင်ဘန်ကတ်တစ်ကတ်ကိုထုတ်ပြလိုက်ပြီးဘန်မှာတွားရောက်စစ်ဆေးကြည့်နိုင်ကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်သူမရဲ့ကိုယ်ပိုင်လိပ်စာကတ်ကိုပါပေးအပ်ခဲ့ပြီးအချိန်မရွေးဆက်သွယ်နိုင်ကြောင်းပြောကထွက်ခွာသွားပါတယ်အမျိုးသားကတော့သူမထွက်သွားတာကိုကြည်ရင်အကြီးကျယ်စဉ်းစားခန်းဝင်နေပါတော့တယ်မြို့နယ်လိုဆိုင်သိမ်းတဲ့အချိန်မှာတော့သူ့ရဲ့သားဖြစ်သူကကြီးကျယ်ခမ်းနားတဲ့ဟန်ပန်နဲ့ရှောက်လာပြီးအဖေအစ်စ်ပြောင်းခြင်းနဲ့လို့မောက်မပြောဆိုလိုက်ပါတယ်အဲ့ဒီနောက်ဇနီးဖြစ်သူကချမ်းသာတဲ့တထေးသားတစ်ယောက်ရဲ့လက်မောင်းကိုချိတ်လျက်ထွက်ပေါ်လာပါတယ်သူမကကလေးအတွက်အဖေအစ်စ်ရှာပေးပြီးလို့အေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ဒါကိုကြားတော့အမျိုးသားဟာဒေါသတွေပောက်ကွဲသွားပေမဲ့ဇနီးဖြစ်သူကကွာရှင်းစာချုပ်ကိုထုတ်ပြလိုက်ပြီးသူတို့ဟာတူညီတဲ့ကဘာမှမရှိတော့ကြောင်းဘာလို့လဲဆိုတော့အခုသူမဟာ stock share ဈေးကွက်ဝင်ကုမ္ပဏီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်နေပြီမို့လို့ပါတယ်ဒီမြင်ကွင်းရှိမှာအမျိုးသားရဲ့နှလုံးသားဟာတစစီကွဲကြေသွားခဲ့ရပါတယ်ဒါပေမဲ့ဇနီးဖြစ်သူကတော့ရက်ဆက်စွာနဲ့သူ့ကိုအိမ်ပေါ်ကနေအမြန်ဆုံးထွက်သွားဖို့တောင်းဆိုလိုက်ပါတယ်တထေးသားကတော့မထွက်သွားခင်သူ့ကိုလှောင်ပြောင်သွားပါသေးတယ်အမျိုးသားဟာစိတ်ပြက်လက်ပြက်နဲ့အိမ်ကိုပြန်ရောက်လာတဲ့အခါရောက်ခမဖြစ်သူကသူ့ရဲ့ပစ္စည်းတွေအားလုံးကိုလမ်းပေါ်လွှင့်ပစ်ထားတာကိုတွေ့လိုက်ရပါတယ်သူပြန်လာတာကိုမြင်တော့ရောက်ခမကလှောင်ပြောင်ပြီးဒီအိမ်မှာနှစ်ပေါင်းများစွာအလကားစားတောက်နေထိုင်ခဲ့တာမို့အခုတော့တွင်းပြရမယ့်အချိန်ရောက်ပြီလို့ပြောဆိုပါတယ်ရောက်ဖဖြစ်သူကလည်းသူ့ကိုစော်ကားပါသေးတယ်မိသားစုတစ်ခုလုံးရဲ့စစ်မှန်တဲ့မျက်နှာဖုံးအစ်စ်ကိုမြင်လိုက်ရတဲ့အခါအမျိုးသားဟာဆက်ပြီးတွေ့တာမနေတော့ဘူးဆုံးဖြတ်လိုက်ပြီးသူ့ရဲ့ခီးဆောင်အိတ်ကိုဆွဲကလှဲ့တောင်မကြည့်ပဲထွက်ခွာလာခဲ့ပါတယ်ရုတ်တရက်မိုးတွေတဲမဲရွာချလာပါတယ်အမျိုးသားကသူ့ပစ္စည်းတွေကိုကာကွယ်ဖို့အပြေးလွှားသွားရင်းမထင်မှတ်ပဲဘန်တစ်ခုလေးကိုဝင်ရောက်မိသွားပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးပေးသွားတဲ့အနက်ရောင်ကတ်ကိုတတိယသွားပြီးအခွင့်ကောင်းယူကလက်ကျန်ငွေကိုစစ်ဆေးကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဘန်ကငွေစရင်ကင်အမျိုးသမီးဟာသူ့ဇနီးဟောင်းရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေပါတယ်သူ့ကိုမြင်တာနဲ့လှောင်ပြောင်ပါတော့တယ်ဒီနေရာဟာသူ့လိုလူမျိုးနဲ့မတန်ဘူးလို့ပြောဆိုပါတယ်အဲ့ဒီအချိန်မှာချမ်းသာတဲ့တထေးမလေးတစ်ယောက်ဘန်ထဲဝင်လာပါတယ်ငွေစရင်ကင်မလေးကလည်းချက်ချင်းအမူအရာပြောင်းသွားပြီးကဘာပေါ်မှာအဖော်ရွေဆုံးလူတစ်ယောက်လိုကြိုဆိုပါတော့တယ်အမျိုးသားကဒါကိုမြင်တော့ဒေါသထွက်သွားပါတယ်သူကအရင်ရောက်တာမို့သူ့ကိုအရင်ဝန်ဆောင်မှုပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီနောက်အနက်ရောင်ကတ်ကိုကောင်တာပေါ်တင်လိုက်ပါတယ်ကတ်ကိုမြင်တော့ငွေစရင်ကင်ကလန့်သွားပြီးစစ်ဆေးကြည့်လို့ရမလားလို့ရိုးရိုးသေးသေးမေးပါတယ်ဒါပေမဲ့တထေးမလေးကဒါဟာအတုဖြစ်ရမယ်လို့ဝင်ပြောပါတယ်တေချာအောင်ငွေစရင်ကင်ကအမျိုးသားရဲ့ကတ်ကိုယူပြီးစစ်ဆေးပေးမယ်လို့ပြောပါတယ်ဒါပေမဲ့ခဏနေတော့ဒေါသတကြီးနဲ့ပြန်ထွက်လာပြီးကတ်ကိုသူ့ရှေ့မှာပစ်ချလိုက်ပါတယ်အနက်ရောင်ကတ်တူပြုတ်လုပ်တယ်လို့ဆွဆွဲပြီးလူပုံအလဲမှာသူ့ကိုအဆက်ခွဲပါတော့တဲ့အမျိုးသားဟာအကြီးအကျယ်မြင့်တက်သွားပြီးချက်ချင်းပဲအမျိုးသမီးရဲ့လိပ်စာကတ်ကိုထုတ်ကဖုံးဆက်ဖို့လုပ်ပါတယ်လိပ်စာကတ်ကိုမြင်တော့ငွေစရင်ကင်ကပို့ပြီးအတန်ကျကျနဲ့ရေမောပါတော့တယ်ဒါဟာစီးပွားရေးလောကရဲ့ဘရင်မတစ်ပါးရဲ့ဆက်သွယ်ရန်နံပါတ်ဖြစ်ပြီးသူ့လိုလူသားမျိုးကကင်ဆောင်ခွင့်မရှိဘူးလို့ပြောဆိုပါတယ်အမျိုးသားကလောင်ပြောင်မှုတွေကိုလစ်လူရှုပြီးနံပါတ်ကိုနှိပ်ကအခြေအနေကိုရှင်းပြလိုက်ပါတယ်အမျိုးသမီးကကြားတာနဲ့အကြီးအကျယ်ဒေါသထွက်သွားပြီးအော်ဟစ်ပါတော့တယ်ဘန်ဝန်ထမ်းတွေကဒီကတ်ကိုမတိကြဘူးဆိုတာသူလုံးဝမယုံနိုင်အောင်ဖြစ်သွားပါတော့တယ်